လူတန်ဖိုးဆိုတာပညာတွေတက်ပြီးတော့အကောင်အဆိုးအမားအမှန်မခွဲခြားနိုင်ရင်အလကားပါပဲငွေကြေးချမ်းသာပြီးအတ္တတွေကြီးကကိုယ့်အိတ်ထဲပဲထည့်ဖို့ကြိုးစားနေရင်လည်းအလကားပါပဲအတွေးခေါ်ဘလောက်ပဲမြင့်မြတ်စာနာနားလည်းပေးနိုင်တဲ့နှလုံးသားမရှိရင်အလကားပါပဲရုပ်ရည်ဘလောက်ချောချောလူတယောက်ကိုလူလို့မမြင်တတ်ရင်အလကားပဲအသိပညာဘလောက်ရှိရှိတခြားသူပြောတဲ့စကားကိုတန်မိုးမထားတတ်ရင်အလကားပါပဲအလုပ်တွေဘလောက်ပဲစူးစမ်းရိုးသားမှုမရှိရင်အလကားပဲဘလောက်ပဲတော်နေပါစေကိုချင်းစာစိတ်မရှိရင်အလကားပဲဘလောက်ပဲလူကောင်းတယောက်လို့ကြွေးကြော်နေပါစေသူများမျက်ရည်ပါတဲ့ထမင်းကိုစားနေရင်အလကားပါပဲအမှန်တရားကိုဘလောက်ပဲလက်ခံနေပြောကိုမှားနေတာကိုထောက်ပြဆွေးနေတာမကြရင်အလကားပါပဲတကယ်တမ်းတော့လူတန်ဖို့ဆိုတာထက်မြက်တဲ့ကောင်းမှုပါဘူးတခြားသူတွေပေါ်ကျင်နာတတ်တဲ့နှလုံးသားဂရုစိုက်နားထောင်ပေးတတ်တဲ့စာနာတတ်တဲ့နာပေးကမ်းကူညီတတ်တဲ့လက်တစုံအကောင်းမြင်တတ်ပြီးတော့အမြင်ကြည်တဲ့မျက်စိနဲ့အပြောချိုပြီးမှုသားနေတဲ့ပါဇက်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့လူတော်တွေဘလောက်များလူကောင်းဆိုတာမရှိခဲ့ရင်အမှန်တရားတွေပျောက်ကွယ်လာပြီးလူပတ်ဝန်းကျင်ကလည်းငြိမ်းချမ်းမှုတာယာမှုတွေပျောက်ဆုံးလာပါလိမ့်မယ်